ကင်ဂျုံအန်းကနန်းတော်ကိုနျူကလ িয়ার နဲ့စောင့်နေတာကိုစစ်တိုက်တယ်လို့မခေါ်ဘူးစစ်ပွဲရှိရလို့အလိန်ခံရတဲ့စစ်သားတွေဟာစစ်ပွဲတွေမရှိတော့တာကြာပြီတနက်လွယ်ထားတဲ့စစ်သားတွေနိုင်ငံမြေပုံကိုနင်းသွားတာတွေ့တော့အာသူကတချင်းတန်ကိုပဲငါကြားနေရတယ်ငါသိတာတော့သူတို့ကစစ်တိုက်နေတာမဟုတ်ဘူးထမင်းငယ်ငယ်စားရင်အသေးခံနေတာငှက်ဖြားတံခံပြီးအသေးခံနေတာနိုင်ငံတော်လူချင်းမင်းတွေချမ်းသာပြီးကြတဲ့ကစစ်ပြီးသွားတာကြာပြီဒါကိုသူတို့တကယ်မသိကြဘူးရေဒီယိုတွေနားမထောင်ဘူးလားသတင်းစာတွေမဖတ်ရဘူးလားမသိဒါကိုသူတို့တကယ်မသိကြတာအိမ်ကြီးချင်းတွေလည်းစီးပွားရေးပဲလုပ်နေတာအစိုးရလူကြီးတွေလည်းစီးပွားရေးပဲလုပ်နေတာစာတင်ကြောင်းမစောက်ချင်တဲ့လူကြီးတွေဘန်ကာစောက်နေကြတာဟာစစ်တိုက်တယ်လို့လုံးစိတ်ပတ်စိတ်မခေါ်ဘူးငါမျက်စိရှိမှတေးနေတဲ့အလောင်းတွေကစစ်တိုက်လို့တေးနေတာတွေမဟုတ်ဘူးဟိုးခြေပြက်လက်ပြက်ယောက်ျားများဟာလည်းစစ်တိုက်လို့ဒုက္ခိတဖြစ်သွားတာမဟုတ်ဘူးတကယ်တော့စစ်တိုက်တယ်ဆိုတာဘယ်မှမရှိတော့တာအီရတ်မှာအမေရိကန်တွေရေနံတူးတာကိုစစ်တိုက်တယ်လို့မခေါ်ဘူးကင်ဂျုံအန်းကနန်းတော်ကိုနျူကလ িয়ার နဲ့စောင့်နေတာကိုစစ်တိုက်တယ်လို့မခေါ်ဘူးစစ်ပွဲရှိရလို့အလိန်ခံရတဲ့စစ်သားတွေဟာကြောဘော်ကချင်းအောင်တွေကိုမိသားစုဘဝတွေထည့်ထားတယ်သူတို့တွေအပြစ်ခံရတော့မိသားစုဘဝတွေကြာကွဲကုန်တာပေါ့ဟိုဘက်စစ်သားကလည်းပြစ်ဆိုလို့သာပြစ်လိုက်ရတယ်ဒါဟာစီးပွားရေးတစ်ခုဆိုတော့သူနားမလဲဘူးသူတနက်ကိုကြည်ဖြေတိုင်းအိမ်မက်ဆိုးတွေမှတ်တယ်တနက်တန်ရာနဲ့ဘိန်းကင်းတွေကိုဖြတ်ပြေးကြတဲ့နှစ်ဖက်တပ်သားတွေသူတို့ဖြတ်ပြေးလာတဲ့ဘိန်းကင်းဟာသူတို့လူကြီးတွေစိုက်ထားတယ်ဆိုတော့မသိကြဘူးဘိန်းကင်းတွေနဲ့တယံဇာတတွေကဒေသခံတွေရဲ့ဘဝကိုလောင်မြိုက်လိုက်တယ်စာတင်ကြောင်းဆေးကန်းနဲ့လူကုံတိတ်ခါတွေကြာကြကုန်တယ်မုတ်ဆိုးမတွေသာတန်ကုန်ဟစ်ပြီးငိုနေရှာတယ်ခေါင်းဆောင်ကြီးများကတော့လူစုမိရင်ညသာစားတော့မှာပဲလက်ဆွဲနှုတ်ဆက်မိဖက်စီးပွားရေးတွေလှုပ်တုံးမှာပဲစီးပွားရေးဈေးကွက်ကတနက်ပြောင်းသွားကထွက်နေတယ်ငင်းငင်းရတော့ဘယ်ကောင်းမှလက်ကြောမတင်ဘူးလူအသက်ဆိုတာအလွယ်ရတဲ့အရင်အနည်းပဲကုံတိုက်တွေမှာတင်မယောင်းသေးတာကံကောင်းတယ်ဘိုးချုပ်ကြီးတွေအလုံးမပြုတ်ရတဲ့အတွက်အသေးခံနေကြတဲ့သူတွေစစ်ချီတေးကိုစုံနေကြစီးပွားရေးဈေးကွက်ဟာတနက်ပြောင်းသွားကထွက်တယ်ကြပြဆရာမောင်မြတ်သူဖြစ်ပါတယ်